ဒီမှာပေးပြီးသွားပြီနော်ဗျာအဲ့တော့လားဗျာနီမာအရဲ့ယောဇနာနီဒါပြီးသွားပြီဟုတ်တယ်လားဆိုလိုက်နီမာယောဇနာနီဆိုပုံစံယောသမနောကောတမောအထာရှိလောကုံသောဤသို့အဖြစ်ပုံစံအာဒီမတာပါစီတော်ဒီယအဲ့တော့သူကတပည့်တော်တို့ဒီပါတချို့နေရာကြတော့ရှင်ပြမျက်စိလည်တတ်တယ်ဗျာမျက်စိလည်တတ်တယ်ဟိုတောင်နေတပ်ပတောင်နာမှာပါသူကတောင်နေတပ်ပတောင်နာမှာများသောအားဖြင့်နိမာပေးခိုင်းရင်သူ့ဘက်မှာအတေဝတိနာတတ်တယ်ဆိုတဲ့အခွင့်လေးမှာဟောဒီမှာသူဖွင့်တာကအန်တေဝတ္တိ
အာတိဝါတိဒီပုတ်လေးကိုနိမာနိမကြံပါလို့သူကမေးတယ်ဗျာနိမာနိမကြံမေးခိုင်းတပည့်တော်ကအမြဲတမ်းနိမာနိမကြံတဲ့အခါမှာတောင်နေတပ္ပနဲ့တံဝန္ဒနာဘာလေးကိုကြံရမပြောခဲ့တော့တံဝန္ဒနာအဲ့တော့ဒီအဖွင့်လေးမှာဟောဒီအန်တီဝါတီဆိုတာစလုံးမဲကြီးနဲ့ရှိတယ်ရှင်များတို့ဟောလှန်လိုက်ထက်ကရာကိုလှန်လိုက်ထက်ကရာကိုလှန်လိုက်ထက်ကရာစာမျက်နှာဘာလေးကိုလှန်လိုက်ဗျာစာမျက်နှာနံပါတ်ဘယ်လောက်ပါတော့စာမျက်နှာနံပါတ်36ကိုလှန်လိုက်36ကိုလှန်လိုက်36မှာသူကမာနဝီနာတိဣထာအန်တီဗါတဲ့လေဝတ္တတိတိအန်တီဝါတိတွေ့ပြီလားဗျာအန်တီဝတ္တတိတိအန်တီဝါတိတွေ့လားအဲ့ဒီအဖွင့်မှာတောင်နေတပ်ပကဘယ်ဟာတော့တောင်နာဘယ်ဟာတော့ဆိုရင်ဘယ်ဟာတောင်နေတပ်ပလဲဗျာဟောတာကစလုံးမဲကြီးနဲ့ဟောတာတောင်နေတပ်ပပေါ့ဟုတ်ပြီနော်ဗျာတပည့်တော်တို့ तू ကဒီနိမာနိမလုတ်တဲ့ခါမှာတောင်နေတပ်ပကိုလို့ရမလားတောင်နာလို့ရမလားတောင်နာအဲ့တော့တောင်နာကဘာရှိလဲဗျာအန္တိဝတ္တိရှိတယ်ဟုတ်နော်ဗျာအဲ့တော့ဟောဒီမှာထက်ကြီးဟောရောပုဂ္ဂလောအရှင်ပုဂ္ဂိုလ်သည်အန္တေအနိ၌ဝတ္တိနေတတ်၏ဣတိထို့ကြောင့်ဘာလဲလဲသောပုဂ္ဂလောထိုပုဂ္ဂိုလ်သည်ဘာလဲလဲအတေဝါတိတော့ပေါ့လားဗျာဒါနိပါနိပါဟုတ်ပြီနော်ဘာကို तू ကအတိမဝကြကြရမှာလဲတာဝန္ဒနာကအန္တေဝတ္တိဆိုတာတာဝန္ဒနာဟောတာကဘာတော့တောင်နေတပ္ပဒါကြောင့်မလို့ဒီပုတ်လေးကို तू ကအနိမဝကြခင်းရဟုတ်ပြီနော်ဗျာသဘောပေါက်နော်ဆိုလိုက်ရောပုတ်လောခြင်းပုတ်ကိုသည်ဆိုဣတ္တမထို့ကြောင့်သောပုဂ္ဂလောနောက်တခါဗျာတွေးပါလိုက်ပါဗျာအဲ့ဒီမှာရေစုဗန္တာတိရှိကျိုးဖြစ်နှောက်ဖွဲ့ခြင်းစသည်တို့ဖြင့်ဗန္တန်တံကနိမာနိမကြံပဲဗျာနိမာနိမကြံအမြဲတမ်းတပည့်တော်တို့ခေါင်းထဲထည့်ထားမှာကနိမာနိမကြံခိုင်းရင်ဘယ်ဝကြကိုအနိမဝကြလောက်ရမှာတော့တောင်ဝန္ဒနာဝကြကိုပဲလောက်ရမှာဟုတ်ပြီတော့ဗျာသဘောပေါက်တော့ကဲအဲ့ရှင်မတို့အဲ့လိုဆိုဒီဝကြမှာဘယ်ဟာကိုအနိမဝကြလောက်ဆိုလိုက်အဲ့နဲ့ပေးလိုက်တန်းပေးလိုက်ဘယ်လိုပေးပြီလို့စာဆိုတဲ့ရှင်ပြပေးစာဆိုတဲ့ရှင်ပြပေးနောက်ဖွဲ့ခြင်းစာစီတို့ဖြင့်ဗာဒပြီဟုတ်ပြီတော့ဗျာဒီမှာလေးဗျာဒါလေးက तू ကနပုံးလေးဆိုတော့ရောထက်မလားယံထက်မလားယာထက်မလားဟုတ်ပြီနော်ဗျာဒေစုဗန္တာတိကျိုးဖြစ်နှောက်ဖွဲ့ခြင်းစသည်တို့ဖြင့်ယံဗန္ဒနံအကျဉ်နှောက်ဖွဲ့ခြင်းသည်အတ္တိရှိတံဗန္ဒနံဟုတ်ပြီနော်ဗျာဒါကိုသွားမှာနော်ဆိုလိုက်ဗာတော့ဒီဗာတော့ဗာဒမကြီးဆိုဒေစုဗန္တာတိယံဗန္ဒနံအကျဉ်နှောက်ဖွဲ့ခြင်းသည်အတ္တိရှိတော့ပေါ့တော့ဗျာနိမာနိမဒါပါပဲဗျာကျန်တဲ့ဝက်ကြလေတူတာနဲ့ရှည်တာပဲကွာဒါလေး तू ကနိမာနိမကြံခတ်ပြီဒီတောင်နေတပတ်တောင်တော့ကြံခတ်ပြီဆိုတာနဲ့ဒါကိုသွားမစဉ်းစားနဲ့ဘာဝဲစဉ်းစားရမလဲဒီတောင်နာဝက်ကြကိုပဲစဉ်းစားဟုတ်ပြီတော့ဗျာရပြီဗျာကဲအဲ့တော့ဒီလောက်ဆိုတော်တော်လေးနှမ်းဆက်သွားပါပြီကဲလို့ရှေ့သွားရအောင်ဗါတော့ဝက်ကြပရိဝတ္တနာအပြန်လန်ပြီးပြီဗျာဆိုဝက်ကြပရိဝတ္တနာ
ပိတကေဝိနိပိတက၌ဘာနံကိလေသာတို့ဤဝိတေကမဘာနံလူကျူးခြင်းကိုပယ်ခြင်းကိုဟောတော်မူအပ်သည်ဒါလေးကတပြီးတော့ဟိုတနေ့ကလည်းပြောခဲ့တယ်ဗျာဒီအပြန်လန်ပြီးတော့မယ်ဆိုရင်ဒီဝကြလေးကိုတော့ဗျာထက်ခါဘယ်နှချက်ကြရမလဲ3ချက်အဲ့တော့ဒီပြန်လန်တဲ့အခါမှာကာရဏဝကြရဲ့ဖလဝကြရဲ့2မျိုးရှိတယ်ဒီမှာကတ္တမစသည်ဖြင့်ပု္ပ္ပာထုတ်၍ဘယ်ဝကြကိုထုတ်ရမလဲဖလဝကြဟုတ်ပြီတော့ဗျာဖလဝကြဟုတ်ပြီတော့ဖလဝကြကိုသူကလှန်ရကာရဏနဲ့ဖလ2မျိုးရှိတဲ့အထက်မှာဘာလို့လားမှာတော့ဖလဝကြဖလနဲ့ကာရဏဆိုတာကြောက်လို့အကြောင်းပြပေးတဲ့ဝကြအကြောင်းပြစကားရက်ပေါ့ဗျာဒီနှစ်ခုဝကြနှစ်ခုရှင်လာတယ်ဒီဝကြနှစ်ခုမှာတစ်ခုကအကြောင်းပြစကားရက်ဖြစ်ရင်အဲ့ဒီဟာကိုကာရဏဝကြတေချာပေါက်မှတ်ထားဟုတ်ပြီနော်ဗျကျန်တဲ့ဝကြဒီဘာတော့ဖလဝကြအဲ့တော့ဒီနေရာမှာ तू ကကြောက်လို့ပြီးတာကဒီမှာကတ္တဗာမကြောင့်ဝိရိယပိတကေကိလေသာနာဥဒဘာနာအဲ့တော့ဝိတေကမပฏิပက္ခတာသီလတဒါလေးက तू ကအကြောင်းပြဝကြဖြစ်တဲ့ကာရဏအဲ့တော့တပည့်တော်တို့ကဘာဝကြောင့်နားမှာလဲဆိုရင်ဝိရိယပိတကေဒါလေးကိုနားမှာအဲ့တော့အပြည့်စုံနားဗျာဒီလိုပြလိုက်မယ်ဝိရိယပိတကေဝိနိပိတက၌ကိလေသာ၌ကိလေသာတို့ဝိတေကမဘာနံလူကျူးခြင်းကိုပယ်ခြင်းကိုလို့တို့တာပပြုတ်ပြီးတာတော့ဝိတေကမဘာနံလူကျူးခြင်းကိုပယ်ခြင်းကိုဟုတ်တာဟောတော်မူအပ်ပြီအပြည့်စုံပြီအပြန်အလှန်အခါမှာ तू အထက်အခါက तू အပြည့်စုံပြီကတ္တမဘေကြောင့်ဝိတ္တယပိတကေဝိနိပိတက၌ကိလေသာနံကိလေသာတို့ဝိတေကမဘာနံလူကျူးခြင်းကိုပယ်ခြင်းကိုဟုတ်တာဟောတော်မူအပ်ပြီဣတိတို့ဝိညာယတိတိယတတိဣတိယံဆွဲခဲ့ပြီးဒီကပု္ပ္ပာအမေဒီဟောနှစ်ချက်ရှိသွားပြီဟုတ်ပြီနော်ဗျဆက်ဆက်နောက်တော့သွားတိလတ္တတိလဤဝါတိလတိဝိတေကမပฏิပက္ခတာလူကျူးမှုဤစန့်ကျင်ပြဖြစ်ကြောင်းပြန်ဆက်ဝိနည်းပိတကေတပည့်တော်ပြောခဲ့တယ်ဗျာ3ရေပါတယ်လေ1 3ရေ1 3ချက်ကြရမယ်နော်ဗျာ3ချက်ကြရမယ်ဟုတ်ပြီနော်အဲ့တိုင်းလေး तू ကဝိတေကမပฏิပက္ခတာလူကျူးမှုဤစန့်ကျင်ပြဖြစ်ကြောင်းဝိနည်းပိတကေဝိနိပိတက၌ကိလေသာ၌ကိလေသာတို့ဝိတေကမဘာနာလူကျူးမှုကိုပယ်ခြင်းကိုဟုတ်တာဟောတော်မူအပ်ပြီဣတိတို့ဝေကြတိတိယဣတိယံဆွဲခဲ့ပြီးဒီကဗါတယ်လေဝိသေသနာဖြေဒီဒါပြီတော့ဗျအဲ့လို3ချက်ဖလားဝကြောင့်3ချက်ဆိုလိုက်ညာဆိုလိုက်ခွတ်တာတိုက်ဆိုလိုက်အပြန်လန်းကာဏဖလားအပြန်လန်းပေးဖို့ဆိုဝိနည်းပိတကေတပည့်တော်တို့ကဒါသူကကြောက်ဆိုတဲ့ဟိတ်ပတ်ကြီးဓာတ်တိုက်ရိုက်ကြီးရှိတာဟုတ်ဗျာဓာတ်တိုက်ရိုက်ကြီးရှိတဲ့အခါခေါင်းထဲမှာလည်းတပည့်တော်တို့ကဆွဲထားပြီကြောက်လို့ပြီးတဲ့ကာဏဝကြကိုဘာလို့ရမလဲ3ချက်လာပဲအဲ့လိုတွေ तू ကမပါဘဲနဲ့ရှိပေါ်ဗျာကာဝကြအာယတမ
ဒီမှာကြတော့သူကဘာမှမပါတော့ဘူးဖေဘာကြောက်လာလဲပါဟိတ်လည်းမပါဘာလည်းမပါအဲ့တော့သူကစဉ်းစားကြည့်မယ်နော်ဖေစဉ်းစားကြည့်မယ်တကယ်လို့ကာဏဖလအပြန်လန်ပြီးတော့မယ်ဖေအပြန်လန်ပြီးတော့မဲ့အခါကျတော့တပည့်တော်တို့ကခေါင်းထဲဆွဲထားမှာကအပြန်လန်ပြီးရင်ဘယ်ဝက်ကြောက်လှမ်းမယ်ပြောတာတော့ဖလဝက်ကြောက်လှမ်းမယ်ဘာဝက်ကြောက်လှမ်းမှာတော့အဲ့တော့တပည့်တော်တို့ကဝက်ကြနှစ်ခုရှင်တွေ့လာတဲ့အခါဖလဝက်ကြအကျိုးဖြစ်တဲ့ဝက်ကြဘယ်ဝက်ကြလဲအရင်ရှားရတော့မယ်ဖေဟုတ်ပြီနော်ဖေဘယ်ဝက်ကြဟာအကျိုးဝက်ကြလဲဘယ်ဝက်ကြအကြောင်းဝက်ကြလဲဒါတိမှသူကလှန်လို့ရဟုတ်ပြီနော်ဖေအဲ့တော့ကာဏဖလကအဲ့တော့ဒီမှာအရှင်နန္ဒသီရိထေဟာတဲ့ကြီးစွာသောလုံးလားဖြစ်နေတိုင်းကျမ်းစာတွေကိုတရေဆယ်နေတယ်တဲ့ဒါကကာကြီးဝက်ကြတော်ဝက်ကြနောက်ခါကျတော့အဲ့ဒီဘထေဟာတဲ့ဒီဓမ္မစရိယစာပွေးပွဲမှာတဲ့အောင်ပန်းကိုရသွားတယ်တဲ့ဟုတ်ပြီနော်ဗျစကားလေးတစ်ခုအဲ့လိုဆိုရင်အကျိုးဝက်ကြဟာဘယ်ဟာလဲတပည့်တော်တို့စဉ်းစားရအောင်မလှန်သေးဘူးနော်ဝက်ကြအပြန်လှန်မသွားသေးဘူးနော်အရင်စဉ်းစားမှာကာရဏနဲ့ဖလနဲ့ရှင်လာတဲ့အခါမှာအကြောင်းနဲ့အကျိုးဒီနှစ်ခုကိုစဉ်းစားရမှာအဲ့တော့ဒီစကားနှစ်ရမှာကဲစာဆိုတဲ့ရှင်ဗျာဘယ်ဟာကအကြောင်းလဲဘယ်ဟာအကျိုးလဲဘယ်ဝက်ကြအကျိုးလဲဗျာခါဝဝက်ကြသည်ဘာတော့ဗျာဟောတာကဖလဝက်ကြသူကဟောဒါကဖလဝက်ကြဟုတ်နော်ဗျာဖလဝက်ကြဒါကဖလအဲ့လိုဆိုရင်ဒါကဘာဝက်ကြဖြစ်သွားမလို့ကာရဏသူစာမွေးအောင်တယ်ဆိုတာဟာတဲ့သူကကြိုးစားတဲ့မဟုတ်တာဟိနမဟာဥဒ္ဒါဟိနကြီးစွာသောလုံးလာနေဟုတ်ပြီနော်ဗျာကြိုးစားတဲ့တရားထက်ပုံနေတိုင်းသူကစာရီအန်နေတယ်တဲ့အဲ့တော့ဘာဖြစ်သွားတော့ဓမ္မစရိယဓမ္မစာဝေးဘက်ပါအောင်သွားတယ်ဒါအကျိုးဟုတ်ပြီတပည့်တော်အဲ့တော့ဒါဟာအကြောင်းဒါဟာအကျိုးဆိုတာသိပြီလှန်တော့မဲ့အခါကြရဲ့အဲ့တော့ဘယ်ဝက်ကြလှန်ရမယ်ပြောတော့ဖလဝက်ကြလှန်မယ်ဟုတ်ပြီနော်ဖေဖလဝက်ကြစလှန်အဲ့လိုလှန်လိုက်တဲ့အခါကျဘယ်တစ်ချက်သွားရမှာလဲတတိအေဗါတယ်လေ1ဟုတ်ပြီနော်ဖေတတိအေ1သုံးချက်သွားမယ်အဲ့တော့ဒီမှာကဲရှင်ဖျားဆိုလိုက်အပြန်လှန်ပေးဖို့ကာဏဖလအပြန်လှန်ပေးဖို့သောထေရောသောရှင်နန္ဒသီရိထေသည်ဟုတ်ပြီဓမ္မစရိယပညာဗျာကရဏတဘာယပညာဆိုတာကအမေဗျာကရဏဆိုတာအဖြေဒါကိုစာမှုပွဲလို့ခေါ်တယ်ဗျာပညာဗျာကရဏတဘာယဓမ္မစရိယစာမှုပွဲ၌ဓမ္မစရိယပညာဗျာကရဏတဘာယဓမ္မစရိယစာမှုပွဲ၌တရားပုပ္ပအောင်ပန်းကိုလပတိယဤတစ်ချက်ရသွားပြီဟုတ်ပြီတစ်ချက်ရသွားပြီဟုတ်ပြီပါဓမ္မပဲကြောင့်သောထေရောသောနန္ဒတိထေသည်ဓမ္မစရိယပညာဗျာကရဏတဘာယဓမ္မစရိယသာမဝဲ၌တရားပုပ္ပအောင်ပန်းကိုလပတိယတတိဣတိသောယာဤသောမိတိကဣတိသောဝိညာဉ်တိယဤဣတိယာဤသောမိတိကပု္ပ္ပစာမေတိဣတိယာဆိုတဲ့ပု္ပ္ပစာမေတိအဲ့လောက်တော့ရတယ်အဲ့လောက်လေးသွားလိုက်လည်းရတယ်ပထမထိုးကြောင့်အာယတမအနန္တတိတိထေရောညာလနာတိမထေတိဟုတ်တို့တော့ကာရဏဖဟိုအပြန်လနော်ကာရဏဖလားနော်ကာရဏဖလားသွားပြီနော်ကာရဏဖလားသွားပြီအဲ့တော့အရှင်မြတ်ခုနတုန်းကဟောဒီမှာကာရဏဆိုဟောတော့နံပါတ်2မှာအရှင်မြတ်နံပါတ်2ပေးတဲ့အခါမှာဘာလေးသွားလဲကတ္တမသွားပြီဟုတ်ပြီနော်ဖေကတ္တမတော့ဟောဒီမှာလှန်တော့မယ်ကတ္တမလေးနဲ့လှန်လိုက်ပြီဟုတ်ပြီနော်ဖေဘာနဲ့လှန်မလဲကတ္တမကာရဏဖလားဖြစ်တဲ့အတွက်ကတ္တမနဲ့လှန်တယ်ဟုတ်ပြီနော်ဖေကတ္တမဘဲကြောင့်သောထေရောထိုရှင်နာရသီရိမထေသည်ဓမ္မစရိယပညာဗျာကရဏတဘာယဓမ္မစရိယစာဝဲနဲ့ဇယပုပ္ပဘာမောကိုလပတိယတတိဣတိယံဆိုတဲ့ပု္ပ္ပစာအမေတိအဲ့တော့ဒီမှာကာရဏဝက်ကြမှာ तू ကဘာလာတော့မလဲဖေဟောတယ်ဟုတ်ပြီနော်ဖေလာပြီနော်ဖေဒါမှ तू ကဧကာစုံသွားမယ်ယတ္တမအချင်းကြောင့်ထည့်လိုက်ဆိုယတ္တမအချင်းကြောင့်အာယတမအနန္တဣတိတေရောဆေယနန္ဒတိထေတိဘဟုတ်တာဟိနာကြီးစွာသောလုံးလာပြေဝတိကံဒီတိုင်းနေတိုင်းကံထံကျမ်းစာကိုသစ္စာယတိတရေဆေဤဟုတ်ပြီအဲ့တော့ तू ကဘာသွားရမလဲနံပါတ်3ဟောဒီမှာနံပါတ်3ကဘာတဲ့လဲ
ဟောတာလားပဲဖေရဟုတ်ပြီနော်ဗျာဆို ကတမတို့ကြောင့်သောထေရောဒုနန္တိတေတိဓမ္မစရိယပညာပြကရဏသဘာယံဓမ္မစရိယ စာမေးပွဲ၌ရပဘာမကုလပတိယာယ ယာဤသဘောပေါက်လားဗျာကြားတဲ့ရှင်များတို့သဘောပေါက်လားဗျာရပြီနော်ဖေရဒီတိုင်းနာမစာဆိုးတဲ့ရှင်များတွေလှန်လိုက်ပါဦးတစ်ချက်ဆိုကာရဏဖလားပြန်လှန်ပေးဖို့ထိုနန္ဒတိရိပထေတိပေါ်အပါရှိပါဟုတ်ပြီကတ္တမဘဲကြောင့်လှမ်းပြီဇာတနီဣတိယံဟုတ်ပြီယတမအချင်းကြောင့်အာယတမနန္ဒတိရိထေရောအရှင်နန္ဒတိရိမထေတိဘောဓာဟေနာဘောဓာယေနာကြီးစွာသောလုံလဖြင့်သောတိကံနေရာကန္တံယံသာကိုသစ္စာယတိတရတေယတမထိုကြောင့်သောထေရောဒုနန္ဒတိရိမထေတိဓမ္မစရိယပညာပြောင်းနာသဘာယံဓမ္မစရိယသာမေဝနာတရားဘုဗံအောင်မကိုလဘတိယာယိဣစွာဖြစ်ဒီကဖြည်ဒီဟုတ်ပြီနော်ဖေအဲ့တော့ तू ကတပည့်တော်တို့ဟိတ်ပတ်မပါဘဲနဲ့ကြောက်လို့ तू ကမပါဘဲနဲ့ဟိုကြောက်လို့ပါတာနဲ့ကာဏလို့ तू ကပြောထားတာလွယ်တယ်လေဗျာခုနကတော့ပฏิပက္ခတာတို့မဟုတ်တပည့်တော်တို့ဟိုတနေ့ကတွေ့တယ်ဘာတော့ဗျာပစ္စတတတေချက်တာဟိုမှာဟိုရဟန်းတွေဘာဖြစ်လို့တဲ့ဘိက္ခုတန်ကောဆိုတဲ့ပုံမှာဘိက္ခုနာတန်ကောဘိက္ခုတန်ကောဆိုတဲ့အဖွဲ့မှာဒါပစ္စတတတေချက်တာသူကဟိတ်ပတ်ဒါရိုက်တာရဲ့ပါတဲ့ခါကြတော့ကြောက်ဆိုလို့ပြီးတဲ့ခါအဲ့ဒါကာဏဆိုတာထင်ရှားတယ်ဒီလိုဝကြမျိုးမှာရှေ့ကနေလဲနေပဲနောက်ကနေချင်လဲနေပဲဟုတ်ပြီနော်ဘဲကနေနေချင်တဲ့နေရာမှာနေပါစီအကြောင်းပြဝကြဖြစ်တဲ့ဖလဝကြကိုဘာလားမလဲ၃ချက်ဒါရဟုတ်ပြီနော်ဖေကာရဏနဲ့ဖလစဉ်းစားတဲ့ခါမှာဒါဟာအကြောင်းဒါဟာအကျိုးဒါလေးတော့ तू ကကိုကနည်းနည်းလုံးလာဆက်ရမယ်ဗျဟုတ်ပြီနော်ဗျဒါလေးကိုဆင်ခြင်ရဆင်ခြင်ပြီးတာတဲ့တပြိုင်တည်းတည်းဖလဝကြဒါအကျိုးဝကြဒါအကြောင်းဝကြပိုင်ပိုင်နဲ့သိပြီဆိုတာနဲ့ဖလဝကြဘယ်သူကစပေးရမလဲဖလဝကြစပေးဟုတ်ပြီဆိုလိုက်သောထေရောပတိယဤကတ္တမဘေကြောင့်ယာဤဖြည်ဒီရပြီနော်ဖေကဲစမ်းမယ်တပည့်တော်တစ်ချက်စမ်းမယ်ရှင်ဗျားတို့ထကရာစာမျက်နှာဟွာကိုလန်လိုက်ဗျာ93ကာကြီးခါကွေးခါကွေးတတမအထိဘိက္ခုတ
Tatama ati bakewe bara robya. Ati bakewe inyiwa tatagata kunadi. Atho iwa meta atho bare ro dadabo wacha li ji phya di neya ma de guna so de anat ba phit de da jaw ma lo de atti bakewe inyiwa tathagata guna so de anat ko de da guna so deဒီအနက်ကိုမှတ်ရမယ်တဲ့မှတ်ရမယ်တဲ့သူမူရေးပါဠိရှိတာကအတ္တိဘိက္ခဝေအင်ညေဝတထာဂတတဓမ္မာလို့ရှိဒီမှာဓမ္မသရာဟာတဲ့ခုနဆိုတဲ့အနက်မှာဖြစ်တယ်တဲ့အဲ့တော့ဒီဘက်ကျမှအပြန်လန်ပြအပြန်လန်ကာရဏဖလအပြန်လန်ပေးပါလို့မေးပြီးပြကာရဏဖလအပြန်လန်ကဲအရှင်ဖျားလေးဘယ်လိုပြန်ပါတော့ဒီဘက်ကအရှင်ဖျားဆိုဒီဘက်ကပြန်ကြည့်တော့ဘယ်ဟာပြန်ကြည့်တော့ကာကြီးဝက်ကြောင်လှမ်းမလားခါဝေးဝက်ကြောင်လှမ်းမလားအရင်စဉ်းစားရမယ်ဘယ်ဝက်ကြောင်လှမ်းမလဲဗျာဘယ်ဝက်ကြောင်လှမ်းကာကြီးဝက်ကြောင်လှမ်းမလားခါဝေးဝက်ကြောင်ဥဒ္ဒရကာကြီးဝက်ကြောင်လှမ်းမလားခါဝေးဝက်ကြောင်လှမ်းမလားဒီစဉ်းစားတော့ဖေဒီမူလပါဠိရှိတဲ့အနေလေးဟောဒီမှာအတ္တိဘိက္ခွေအင်ဂျေဝတထာဂတတဓမ္မလို့ပါဠိတော်မှာရှိတယ်ဒီဖွင့်ဆိုလိုရင်းကဒီနေရာမှာရှိတဲ့ဒီဓမ္မသရာလေးဟာတဲ့ဂုဏဆိုတဲ့အနက်မှာဖြစ်တယ်တဲ့ဟုတ်ပြီတော့ဖေဂုဏဆိုတဲ့အနက်မှာဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီပါဠိမှာတဲ့အနက်ကိုတဲ့တထာဂတတဂုဏဆိုတဲ့အနက်ကိုမှတ်ပါတဲ့ဂုဏဆိုတဲ့အနက်ကိုမှတ်ပါတဲ့ဘာဖြစ်လို့ဂုဏဆိုတဲ့အနက်ကိုမှတ်ရတာတော့ဓမ္မသရာဘာနဲ့ဟောလို့လဲအဲ့လိုဆိုရင်ဘယ်ဟာကာဏဘယ်ဟာဖလားဒါကဘာတော့ဗျာဒါကဖလားဝကြဖြစ်သွားတယ်ဗျာဒီဓမ္မသရာဟာဂုဏဆိုတဲ့အနက်ကိုဟောတဲ့အတွက်ကြောင့်ဟောသူကအကြောင်းပြပြောသွားဒီနေရာမှာဂုဏဆိုတဲ့အနက်ကိုမှတ်ဟုတ်ပြီတော့ဗျာဂုဏဆိုတဲ့အနက်ကိုဘာလို့မှတ်တာတော့ဓမ္မသရာဂုံဆိုတဲ့အနက်ကိုဟောလို့တော့ပေါက်လားဗျာဟုတ်ပြီနော်ဗျာတော့ပေါက်တယ်နော်ဗျာဟောအဲ့လိုစဉ်းစားဟုတ်ပြီနော်အဲ့တော့တတ္တမထိုကြောင့်အတ္တိဘိက္ခွေအင်ညေဝထာဂတတဂုဏတိထာဂတတဂုဏဟူ၍ဣတိယေဣတုဣထဤနေရာ၌ဆိုတာဤပါဠိ၌ပေါ့အထောနက်ကိုတရမိုက်ကတ္တမဘဲကြောင့်ကြာသွားကတ္တမဘဲကြောင့်အတ္တိဘိက္ခွေဂုဏတိဂုဏဟူ၍ဣတိယေဣတုဣထဤနေရာ၌အထောနက်ကိုတရမတ်တတိယတ္တမကျင့်ကြောင့်ဣဒဤနေရာ၌ဒီပါဠိ၌ဓမ္မတတော်ဓမ္မသရာတိထည့်လိုက်ဟောဒီမှာဓမ္မတတော်ဟောဒီမှာဓမ္မတတော်ဓမ္မသရာတိဂုဏေဂုံသောအနက်၌ဝတ္တတိဖြစ်တတ္တမထို့ကြောင့်ဟုတ်ပြီနော်ဖေဘယ်နှချက်လှမ်းရမလဲ3ချက်ဘောပါပြီနော်ဖေဆိုလိုက်ဆိုပြငါးလိုက်ထိုးတော့ကာဏဖလားလှမ်းပေါင်းဆိုကာဏဖလားတတ္တမထို့ကြောင့်အတ္တိဘိက္ခွေအင်ညေဝထာဂတတဂုဏတိအတ္တိဘိက္ခဝေအင်ညေဝဂုဏဟူ၍ဧဝံဤသောဣထာဤနေရာ၌အထောလက်ကိုတတ္တဘောမှားဤကတ္တမဘေကြောင့်အတ္တိဘိက္ခွေအင်ညေဝထာဂတတဂုဏဟူ၍ဣတိဧဝံဤသောအထောလက်ကိုတတ္တဘောမှားသည်နိယတ္တမကျင့်ကြောင့်ဓမ္မ
တတ်တော်ဓမ္မသရာတိခုနေဂုံသောနဲ့၌ဝိတ္တိဖြစ်၏တတ္တမထို့ကြောင့်အတိဘေကွေညီမထာဂတတာခုနာဟူ၍ဣတိဝေဤသောဣထာဤတရား၌အထောနတ်ကိုဓရဘောမှာ၏တော့ပေါက်လားဗျာအဲ့တန်ကြံပါတဲ့